နောင်နေတိုင်းဒေသကြီးအာစီမြို့နယ်ရွာကြီးစံပြကြီးရွာတက္ကိနာရာမတရားကြီးကျောင်းတိုက်ပရဏာနာယကဆရာတော်ပရဏာစန္ဒဂါယီတတ္တမစောတိကရစကုဏဥဇာမင်္ဂလာခန္ဓာကြီးမှာစကိုင်းမျိုးရွှေကြက်တောင်းမစိုးရိမ်တိုက်တဲ့စာရှနာယကနီးအိမ်ရှင်ဆရာတော်ရေးဆက်ပူဇော်တတ်တော်မင်္ဂလာတုပိုက်စုံကိုတရားတပည့်တော်တက္ကသိုလ်အားမိုင်မှာဂုဏ်ပြုပူဇော်ဝင့်ပြုပါရှင်တော်ဘုရား永生微飘，大人啊，
စေရွှေကိုနီနိုင်တခိနာပြောစရာတော်တခိနာပြောစရာတော်လောကဟာချင်းတာမဏေပေါင်းတွေဝေရောက်နေနဲ့ဝိလင်းသာသနာဝိလင်းသာသနာခြေကစားပခုတ်ကူအလဲနဲ့တိုက်မြိုက်အကျော်တိုက်မြိုက်အကျော်ဆရာခေါ်နေမှတ်ကြဗဒနာသူနေငလာတို့ဂျာနာပြေချာတင်ကြီးကဖြစ်မူငယ်လက်ကြီးအတီးတီကိုအောင်ကြီးစင်ဝါအချိန်ပါဝဲအောင်ကြီးစင်ဝါအချိန်ပါဝဲမိဘနဲ့ပြညာနာတော့လေးပြပြင်စရာရှိမြောက်ပြအဖြစ်မြင်းမြလာစွာသာသနာ၌ဘဝဒီစားရဲ့ရဟန်းတို့ဆွေရတီတာရောက်ရှိပါသည်နောင်ထွန်းစီယာအလောင်းစရာနောင်ထွန်းစီယာအလောင်းစရာကမူငယ်လက်ကြီးအတီးတီတို့အောင်ကြီးတရားအစိခါဆွေမကောင်းဝေမန္တလာမြေမှမစိုးရင်တိုက်တဲ့လိုက်လစ်စာဝါထကထာမင်းတီရာတတိအနီးနီးကိုခိုးမိစရာတင်ပြီးတာဖြစ်တာယာတာပင်ယထာနေ၌တာယာလာပြီယထာနေ၌သာသနာ၏အစင်းသွေးလျက်ရက်ဒီမကတွယ်မြို့နယ်အစင်းစင်းမြင့်ထက်မြင့်အောင်ရက်ဒီမကတွယ်မြို့နယ်အစင်းစင်းမြင့်ထက်မြင့်အောင်
ရတစောင်းစီရီပေါင်းနေကြောင်းကြီးတတော်ဝဲအော်ဝဲဒီလိမ္မာရင်ကြီးမျိုးဆက်သွေးတို့တင်ပြီးခါလာအတိချာတပိယာစွာသူတော်စွာတို့ကျင်းတော်ဖေးမလေးစားကြဤထေရဆရာထေရဆရာရေဘောတောင်းပါခုံယမပြောက်အောင်ကလောင်နှမျိုးတီကျူကဗျာရေးဖွယ်ပါလေတခိနာမျိုးဆရာတော်ဤဘောဝညိုဖွယ်မကုံငယ်ဘူးသူတဲ့ဆရာသူတဲ့ဆရာခုချိန်ပါလေမဟာသမရအစိုးရပါတတမစောတိကပဇာယေနောအေဘီပညာရှိဟုကဝိသမဝေတော်မြတ်ကိုတတမစောတိကပဇာဘုရားကြီးကျေကိုသူပြတာပါလေဗျာတတမစောတိကပဇာကဝိသမဝေတော်မြတ်ကိုစကပေါ်ယောမြေပူဇော်ရွှေပြောဝေကောင်းတပီပေါင်းတို့နိထောင်းအာရဝန္တာသာသဖြင့်ကျင်းပါစေတော်ဒီကနေ့ဒီတကအပေါင်းနဲ့ရာဒီတော့တက္ကသိုလ်အာမန်အပေါင်းနဲ့လူပညာရှင်များအဖွဲ့နဲ့ဒီတကအပေါင်းလုံးမှာကျင်းပါစေတော်ဘုံဒီဝဲကိုထပ်ဆင်လာတာပူဇော်ပါသည်